ကဲဒီလေးတင်ပေးရမယ့်ဗီဒီယိုကဒါကျွန်တော်သမီးဗီဒီယိုလေးပါကျောင်းတက်ရမယ့်အချိန်မှာကျောင်းတက်ပါတယ်ဒါကကျွန်တော်သမီးကျောင်းပိတ်တဲ့ရက်မှာတူးလေးကြီးတယ်နော်ကျောင်းကလည်းခုနောက်ပိုင်းကျောင်းကျန်တက်နေပြီဆိုတော့ကျွန်တော်ကျောင်းပိတ်ရက်စနေတလုံးလေးမှာဆိုရင်တော့မှကျွန်တော်ကစနေနေ့လောက်ပဲရမှာတလုံးလေးတွေကရှင်းရှင်းပြီးလို့ဒီကပညာရေးဘက်ရောသူ့ရဲ့ဝါသနာဘက်ရောကျွန်တော်တို့ကဒီနေ့ဒီကြဆွေးပြီးပါတယ်အားနဲ့ချိန်ကြနေခေတ်ကြီးဆွေးနေတာအခုဘာလို့ရင်းနေရလဲဆိုတော့ဒီကပြပြီဒီပုံလေးကဒါခဲပကြီးအပ်ထည်လေးပါကျွန်တော်သမီးလက်ရကိုယုံကြည်ပြီးအပ်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဗျကျောင်းပိတ်ရက်တွေမှာတတူးလဲထိုးသလိုခဲပကြီးတွေလည်းဆွဲပါတယ်ဒါပေမဲ့အခုနောက်ပိုင်းကစနေတလုံးလေးပါကျူရှင်တွေတက်နေရဆိုတော့တေချာလေးညှိနှိုင်းပြီးတော့မှကျွန်တော်တို့တွေကတတူးရေးတာပါတတူးကိုတော့လောတယ်နားရပါရဲ့ဗျကလေးပညာရေးကိုအဓိကဦးစားပေးထားတဲ့မို့လို့ခဲပကြီးတွေလည်းထုံနီး၎င်းပါပဲအားရင်အားဖို့အတွက်တေချာညှိပြီးတော့မှအချိန်ရမှဆွဲပေးပါတယ်ကဲဒါကတော့သူဒီတစ်ပတ်စနေနေ့ရေးထားတဲ့ပုံလေးကိုကျွန်တော်တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျသူလည်းရနေယုံကြည်ရင်လည်းလာထိုးလို့ရပါတယ်ကင်တစ်ခါတင်ပေးမယ်နော်ကဲကျွန်တော်သမီးလက်ရတော့ဒီမှာကဲဒီလောက်နဲ့တစ်ခါနားရတယ်နော်ဘာလို့လဲဆိုတော့ပုံဆိုင်ကတော်တော်ကြီးရဲ့အတွက်မို့လို့ဒီလောက်ခံနိုင်တာပဲတော်တော်မိုက်တယ်ဒီလောက်ရေးနိုင်တာပဲတော်တော်မိုက်တယ်အကြောင်းပိတ်ရက်တွေမှာဒါမျိုးတွေဖြုတ်ကျင်တယ်ဆိုတဲ့ညုတ်ကြီးလာရေးလို့ရရနော်ဒီနောက်ဆုံးခဲပကြီးလေးဆိုရင်လည်းဒါကျွန်တော်တို့အင်တာလာပြတဲ့အမားကိုအမှတ်တရနေတယ်ကျွန်တော်သမီးကရေးပေးခြင်းတယ်ဆိုလို့ဒါသူရေးနေတဲ့ဗီဒီယိုလေးကိုအသေးစိတ်လေးရပြီးတော့ကျွန်တော်တင်ပြရခြင်းဖြစ်ပါဗျာဒီလိုလေးတင်ပါလေအကုန်လုံးဒါကျွန်တော်သမီးဝါနာပါရနဲ့ဝမ်းစာနဲ့တစ်သက်ကြအောင်ရောပညာရေးဘက်မှာရောမလင်ဟင်းအောင်ရောဖေးရောက်နေတယ်ကျွန်တော်မှအများကြီးပြီးတော့ကြံစပေးရပါတယ်ဒါမှလည်းသူတို့ထင်တဲ့အလုပ်တွေလုပ်ပြီးတော့ပညာရေးမှာလည်းကောင်းမွန်အောင်လုပ်ပါနော်ကဲအားလုံးကျေးဇူးပါတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တော့ရဲ့တိတ်တွေနာမမေ့သေးဘူးငင်ဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထပ်ထပ်ဆိုင်ဒါကိုလက်ခံထားရငါလူ